မီဇိုကျောင်းသားများအဖွဲ့ဝင်တွေကဖျောင်းတိုင်မီထွန်းညစ်ပြီးတော့တေဆုံးခဲ့သူတွေအတွက်ဆုတောင်းခဲ့ကြတာပါ And this is in solidarity with the democratic movement that we have in Myanmar right now. And မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့အတူရပ်တည်နေတဲ့ဆိုတာကိုပြသတာပါလို့ပါဝင်လှုပ်ရှားသူကျောင်းသားတို့ကပြောခဲ့တာပါမြန်မာနိုင်ငံမှာဖိနှိပ်မှုတွေကြောင့်ထွက်ပြေးလာတဲ့သူတွေကိုယာယီနေထိုင်ခွင့်ပေးပြီးကူညီဖို့ကိုလည်းဆုတောင်းပွဲမှာပါဝင်သူကျောင်းသားတို့ကအိန္ဒိယအစိုးရကိုပန်ကြားခဲ့ပါတယ်အိန္ဒိယအရှေ့မြောက်ပိုင်းမီဇိုရမ်ပြည်နယ်ကမြန်မာနဲ့နယ်နိမိတ်ထိစပ်နေတယ်လို့နှစ်နိုင်ငံပြည်သူတွေကူးလူဆက်ဆံမှုတွေလည်းများပါတယ်ဆီယနာသိမ်းမှုအပြီးလုံခြုံရေးစိုးရိမ်ချက်နဲ့မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြသူတွေထဲမှာမြန်မာရဲတပ်ဖွဲ့ဝင်တွေလည်းပါဝင်နေပြီးတော့မြန်မာဘက်ကနေတပ်ဖွဲ့ဝင်တချို့ကိုပြန်လွှဲပေးဖို့တောင်းဆိုထားတဲ့အကြောင်းလည်းပြည်နယ်တာဝန်ရှိသူတချို့ကမီဒီယာတွေကိုပြောဆိုထားပါတယ်မြန်မာနိုင်ငံဘက်ကထွက်ပြေးလာတဲ့သူတွေကိုအိန္ဒိယဗဟိုအစိုးရကအကူအညီပေးဖို့လည်းပြည်နယ်တာဝန်ရှိသူတွေကတိုက်တွန်းနေကြပါတယ်ရှင်